ပြည်သူ့လွှတ်တော်မြို့သားလွှတ်တော်နဲ့တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့၃ခုစီကနေပြီးတော့ဒုသမရတဦးစီကနဦးရွေးကောက်တင်မြှောက်ပေးရပါမယ်။အဲ့ဒီရလာတဲ့ဒုသမရ၃ယောက်ကိုအဲ့ဒီသူတို့ရဲ့အမည်စီရင်ကိုပြည်တော်စုလွှတ်တော်နာယကစီကိုပေးပို့ရပါမယ်။ပြည်တော်စုလွှတ်တော်နာယကကအဲ့ဒီစီရင်ကိုရတဲ့အချိန်မှာသမရစီစစ်ရွေးချယ်ရေးဖွဲ့ကိုဖွဲ့ရပါမယ်။အဲ့ဒီဖွဲ့ထဲမှာဆိုရင်လွှတ်တော်2ရက်ရဲ့ဥက္ကဋ္ဌဒုဥက္ကဋ္ဌ၄ဦးနဲ့အတူပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးမြို့သားလွှတ်တော်ကိုယ်စားလှယ်တဦးနဲ့တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တဦးစုစုပေါင်း9ဦးနဲ့ဖွဲ့စည်းရပါမယ်။ဒီဖွဲ့ဟာသမရတွေဒုသမရတွေဟာသမရအရေးချင်းနဲ့ကိုက်ညီမှုရှိမရှိဆိုတာကိုစီစစ်ရမှာပါ။သမရအရေးချင်းတွေကတော့သမရအဖြစ်ရွေးကောက်တင်မြှောက်ခံရတဲ့အချိန်မှာအသက်45နှစ်ပြည့်ပြီးသူဖြစ်ရပါမယ်။နိုင်ငံရေးစီးပွားရေးအုပ်ချုပ်ရေးနဲ့စစ်ရေးအမြင်ရှိသူလည်းဖြစ်ရပါမယ်။သူကိုယ်တိုင်ရောမိဘနှစ်ပါးစလုံးကမြန်မာပြည်ဖွားတိုင်းရင်းသားမြန်မာနိုင်ငံသားတွေဖြစ်ရပါမယ်။သူကိုယ်တိုင်နောက်သူ့ရဲ့ဇနီးခင်မောသားသမီးတမက်ချွေးမတဦးဦးဟာနိုင်ငံခြားသားမဖြစ်ရဘူးနိုင်ငံခြားအစိုးရတစ်ခုခုရဲ့ကျေးဇူးခံကျေးဇူးစားသစ္စာခံသူမဖြစ်ရဘူးလို့ဖော်ပြထားပါတယ်။အဲ့ဒီအရေးချင်းတွေနဲ့ကိုက်ညီမှုရှိမရှိစစ်စစ်ပြီးလို့ပြည်စုံနေဆိုလို့ရှိရင်ပြည်ထောင်စုလွှတ်တော်မှာသမရရွေးပွဲကျင်းပရပါမယ်။မဲအများဆုံးရတဲ့သူကသမရဖြစ်ပါမယ်။ဒုတိယမဲအများဆုံးရတဲ့သူကဒုသမရ1ဖြစ်ပါမယ်။တတိယမဲအများဆုံးရတဲ့သူကတော့ဒုသမရ2ဖြစ်ပါမယ်။လက်ရှိသမရလောင်းနေပြည်ရေပန်းစားနေတဲ့သူတွေကတော့တက်ချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့လက်ရှိဝန်ကြီးချုပ်ဦးညိုစောတို့ဖြစ်ပါတယ်။ပြည်ထောင်စုလွှတ်တော်တစ်ခုလုံးမှာလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း986ဦးရှိပါတယ်။အဲဒီတော့986ဦးရဲ့ထက်ဝက်ကျော်294ဦးမဲရတော့မှသူကသမရဖြစ်မှာပါ။တပ်မတော်သားအစုအဖွဲ့ကတော့ပြည်ထောင်စုလွှတ်တော်တစ်ရက်လုံးမှာ166ယောက်ပဲရှိပါတယ်။အဲ့တော့တက်ကတင်တဲ့သူကသမရဖြစ်ဖို့ဆိုလို့ရှိရင်အဲ့ဒီ166ဦးအပြင်128မဲလိုပါတယ်။အဲ့ဒီလိုအပ်တဲ့128မဲကိုပြည်ထောင်စုစန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီနောက် PR စနစ်နဲ့ဒီလွှတ်တော်တွေကိုရောက်လာတဲ့တိုင်းသားပါတီတွေနဲ့ပါတီငယ်တချို့တွေကနေတော့ရနိုင်ွယ်ရှိရဲဆိုတဲ့သုံးသက်ချက်တွေလည်းသိရှိထားရပါတယ်ရှင်